ကလဘဲတေကတင်း20ထွက်ရှိမဲ့လိုအပ်ချက်ကိုသိပြီးပြီလားအခုစုဘူးနဲ့အတူတူအစင်စင်လေးလာကြရအောင်ချမ်းပါဆုံးမြေပြင်ချိန်မှာနွားချီတေကကိုတင်း100ခန့်ချပါယူရီးယား10ပြီတီစူပါ24ပြီဂျစ်ဆန်20ပြီရောပြီးမြေခံကျဲပါရေစင်းကလဘဲနီ6ကလဘဲပြူ8စတဲ့အထွက်ကောင်းမျိုးတွေကိုရွေးချယ်ပါစိုက်တဲ့အခါတန်းကြား12လက်မှာပင်ကြား4လက်မှာထားပြီးပဲမြစ်ဖို့မြေဩဇာနဲ့လူနယ်စိုက်ပျိုးပါ15ရက်သားမှာပိုးမွှားကာကွယ်ရေးအတွက်စီဖြန်းပါပန်းစာပွင့်ချိန်35ရက်မှ45ရက်အတွင်းမှာအာဟာရဖြည့်ဖို့အရေးကြီးပါတယ်ရွက်ပြန်းအားစီးတွေ15ရက်ခြားတစ်ခါဖြန်းပေးပါတီးလုံးဖောက်ဖို့နဲ့မှုယောဂါတွေကာကွယ်ဖို့ပိုးသက်စီးမှုသက်စီးအလှည့်ကျဖြန်းပါရိတ်သိမ်းချိန်95ရက်မှ120ရက်အတွင်းမှာတီးတောင့်85ရာခိုင်နှုန်းရေးမဲ့ချိန်ဖြစ်လို့ရိတ်သိမ်းနိုင်ပါပြီ။ပြီးရင်တော့အဆိုတက်8ရာခိုင်နှုန်း9ရာခိုင်နှုန်းလောက်ရှိမဲ့နေရာမှာတိချာတိုးလောင်ထားပါ။ဒီနီးလန်းတွေအတိုင်းလို့ရင်တအေကကို120ရရှိနိုင်ပါပြီ။စိုက်ပျိုးရေးဆောင်းပါးများကိုပုံမဖတ်ရှုလိုပါကစူဘူးအတွင်ရှာဖွေပါ။